င်းကမာပြီးတွင်းကစောက်တော်သားများတွေ့တော့ကတိတဲ့နောက်ယောက်ကမီးနဲ့ပွဲလိုက်တဲ့ကြောင်ဝင်ခင်းချင်တဲ့ကွီတွေ့ခုဆိုကြီးချက်တီးပြက်တီးပစများတဲ့မိန်းမတဲ့ကြီးမဲ့အသက်ကြီးမှတိခတ်မင်းတို့က distract နားထောင်သေးခင်စိုးချုပ်ကမင်းကောင်ကလီးပြက်ဟိုလူရဲ့နောက်ကဖုံးများဒီလူရဲ့နောက်ကဖုံးများသူထားပြီးသုံးစားမရှာတော့မတော့ပါတော့မပေါ်နေတဲ့ဖုံးဟာဒီချင်းနဲ့မင်းကောင်ကမောဟာမငင်းနဲ့မင်းဆိုတော့ရှုံးသမားမင်းကိုရဲ့နံပဲရောအိုးအားခေါင်းပေါ်မမိုးတာဖင်ခါကကုန်းစားရုပ်ရှင်လောကတိုးတက်ဖို့အမုန်းခံကျွန်တော်ပြောနေတာဟောတယ်မရှိနေတုံးကြအဲ့ဒီတွေးတဲ့ကပင်မဲ့ပြောလေကွာသူကြတော့မှဒေါ်တွေပါပြီးစောက်ပေါ်တွေကို fall နေတာဟောတယ်တရာကိုတော့ကရိုက်တာဒီစောက်ပေါ်လေကွာရှုပ်ကတော့သာစောက်ချက်ကပေါ်များရိုက်ခဲ့ဘူးဒီမှာကုန်းတော့ကပေါ်ကရိုက်တဲ့ဟောတယ်ကစက်ကွက်တွေကတူညီတဲ့ပေါ်များနင်းမြတ်ပေါ်လာပိုဆန်ပေါ်လာမကပ်ပြီးခုချမအားခဲ့တဲ့ပေါ်ကတော့အမောအမကြီးလိုက်ပါတယ်ကိုပြေဟေးရဲ့တောက်တော့ပါဟဲ့အောင်စောက်ပေါ်ယောက်ျားဆိုတဲ့ပြောရတယ်တဲရှင်းရတယ်ကွာမင်းကအဲ့တော့မကျေနပ်ဘူးမကျေနပ်တာတဲ့ပြောတယ်လီးမို့လို့စကားပြောရင်ဆက်ပဲငါ့ကိုလာပြောတာစောက်ပေါ်ကြော်ရိုက်တဲ့ရုပ်ရှင်ကားကဝေဝဆန်နေရောရတယ်ဒါပေမဲ့မင်းကဘသူကချီကျူးလို့လဲစောက်ပေါ်ရဲ့ကျွန်တော်မှန်တဲ့သူတို့ကုန်မာတယ်ကိုခုံကိုပြပေါ်ကြွားတယ်မုံထားတဲ့ပုံများနဲ့စုံသွားတယ်ကုန်ပါတဲ့ဆောက်ချက်စုံသွားဝဲရှိတဲ့ကဆောက်ဖြစ်တင်းတဲ့ကဆောက်ဖြစ်ဘယ်တော့မှမရှိခဲ့ဘူးမင်းရဲ့ဆောက်ဖြစ်စိတ်တကကောက်ဖြစ်ဆွေမျိုးကရှောက်ဖြစ် bla 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 ပေါ်ကဆောက်ဖြစ်ဒီလိုမျိုးကြောက်တဲ့မင်းသားကြောက်တဲ့ဘသူမှမလေးစားတဲ့မင်းရဲ့ဆောက်စစ်နောက်ကဆောက်ဖြစ်တင်းပြီးရှောက်ဖြစ်ပေါ်ကမတိုက်ဖြစ်ပြေးလိုက်မဆောက်ဖြစ်ဆွေတော်တွေတွတ်ဆိုတိန်တရာမင်းမသွားတာဆိုမင်းမျက်စီကလည်းတိန်150မင်းချီသွားတယ်ဆိုမင်းမိမကြီးမသိအောင်မကမ်းမမင်းသမီးတယောက်နဲ့မလို့ဦးရမစိုးခင်နှုတ်ရချင်းတွေကိုခေါင်းပုံဖြတ်တာဆို fuck သူညီက TV ပေါလို့ US ရောက်ခါမှကြီးဆောက်တော်သားမျိုးတကပေါ်ကရှိုးတဲ့ဆိုပဲစောက်တာကမင်းရဲ့နောက်ကကပေါင်းပါများတဲ့မင်းတော့စောက်ချက်မကောင်းတာများဒီမှာသမင်းရှိသေးရင်ရိုက်ရမရုပ်ရှင်ကမောက်ပြီးဟိန်းနဲ့ချောင်းမများ Can you ချက်မရှိတကတက်တီနောက်ပြီးတော့မရှိတကတက်တီသူများကြောင့်ပေါ်တော့မချတဲ့ဂျူဂျူကပတ်တဲ့မင်းပေါ်ကဆက်တီမင်းစကားစင်းစားတဲ့ဆက်မီခင်းတာကရှင်းတော့မတက်ချီမင်းသားတဲ့မင်းများတဲ့မင်းစားတဲ့ဘတ်စကားခင်းစားတဲ့ပြောတော့မကြတာကိုဒူတိုင်းကတက်တီကဲမောင်ပြည်ဟိန်းတီဟာမင်းသူများမကောင်းကြောင်းတွေတင်တဲ့ဗီဒီယိုတွေတင်မယ်ဆိုရင်လည်း monetization လေးတော့ off ပြီးတော့တင်လေကွာမင်းကသူများမကောင်းကြောင်းလည်းပြောသေးအဲ့ဗီဒီယိုကလည်းပတ်စံရကျင်လဲဆိုတော့မင်းကစောက်ချက်မရှိဘူးလားကွာမင်းကလည်းဘလို့စောက်ချက်ရှိမှာလဲကွာ career တစ်လျှောက်လုံးတော့မှစောက်ဘောကားပဲရိုက်တဲ့စောက်တော်သား